စီးပွားပျက်စီးနိုင်တဲ့အကြောင်းတရား6မျိုးရထားတဲ့စီးပွားတွေအလုံးလုံးပြီးတော့ရလို့စုတဲ့စီးပွားပဲဖြစ်စေအယောင်းဝယ်လုံးလို့ရတဲ့စီးပွားပဲဖြစ်စေဒီစီးပွားဟာကိုရလာတဲ့စီးပွားပျက်စီးသွားနိုင်အဲ့ဒီပျက်စီးတာဆိုတာလည်းအကြောင်းပဲမဟုတ်ဘူးတဲ့ကိုယ့်ရဲ့လုပ်ရက်ပုံမှာမိပြီးတော့ပျက်စီးသွားနိုင်တယ်အဲ့ဒီ6မျိုးကိုမလုပ်ပါနဲ့ရှောင်ကျဉ်ပါလို့မြတ်စွာဘုရားဒီလိုခေါ်အဲ့ဒီ6မျိုးကလာပြီးနံပါတ်1ကဘာလို့ဆိုသူရမေရယမစ္ဆပမာဒဌာနာတဲ့နော်အယက်သေးစာဘီယာဆေဝါမူရဆေဝါတွေသုံးစွဲတယ်အဲ့ဒီသုံးစွဲမှုကစီးစိမ်ဥစ္စာပျက်စီးခြင်းအကြောင်းဖြစ်ပါတယ်ဒါဟုတ်မဟုတ်လူတိုင်းလည်းသိတာပဲဒါနော်ဟုတ်မဟုတ်ဒါတွေမကဘူးနောက်လာလိမ့်မယ်စီးစိမ်ပြတ်တာဆိုတာဒါအယက်သေးစာတောက်စားမူရတွေအသုံးချလို့တဖြည်းဖြည်းချမ်းသာတဲ့လူလည်းမွဲသွားတတ်တာပဲပေါ့ဒီမွဲတာတစ်မျိုးတွေမကဘူးမြတ်စွာဘုရားကထပ်ချက်ပြီးတော့ဟောသေးတယ်အခုတော့ဒီဟာတစ်ခုကိုမှတ်ထားမယ်သူရမေရယမစ္ဆပမာဒဌာနာလူယောကောဘောဂနာအပါယမုခံတဲ့ရလာတဲ့စီစဉ်ဥစ္စာတို့ရဲ့ပျက်စီးခြင်းအကြောင်းကဘာလဲလို့ဆိုရင်သူရဆိုတဲ့သေမေရယဆိုတဲ့အယက်မစ္ဆဆိုတဲ့မူရစေဝါပမာဒဌာနာအဲ့ဒီအရာတွေအားလုံးဟာမေ့လျော့ပော့တန်ခြင်းရဲ့အကြောင်းဖြစ်လို့အဲ့ဒီဘက်ကိုလောက်ကင်ဆောင်ရွက်နေတဲ့လိုက်စားနေတဲ့ပုဂ္ဂိုလ်တယောက်ဟာစီးပွားဥစ္စာပြတ်တတ်တယ်ဒါတစ်ခုနောက်တစ်ခုကတော့ဝိကာလဝိတိခာစရိယာလူယောကောအချိန်မတော်အချိန်တော်လမ်းပေါ်ထွက်ပြီးတော့သွားတတ်လို့ရှိရင်လည်းပျက်စီးတတ်တယ်ဟုတ်တယ်လေလမ်းဆိုတာမှောင်ရိပ်ခုံမှုနဲ့ဖန်ခါရတယ်လေညအထွက်တယ်ဆိုလို့ရှိရင်ရဲနဲ့တွေ့မှောင်ရိပ်ခုလို့ဆိုဖမ်းသွားတယ်ဟိုလို့ဒီလို့ရင်လည်းညဒီလူကထွက်တယ်ဒီလူပဲနေမှာပစ္စည်းပြောင်းရင်လည်းသူစီရောက်လာမှာနော်လက်ဆောင်တွေအများကြီးသူစီရောက်လာမှာပဲနော်အဲ့ဒါကြောင့်မလို့ညအချိန်ခါမဲ့လမ်းပေါ်မှာထွက်ရဘူးတဲ့ထွက်တဲ့အချင်းမထားရဘူးလို့ဒီလိုဆိုတယ်နောက်တစ်ခုကသမစ္ဆာဘိစရဏဘယ်မှာစတေရှိုးရှိတယ်ဘယ်မှာကာဝဲရှိတယ်ဘယ်မှာဘာရှိတယ်နိုက်ကလပ်ရှိတယ်ဆိုသွားခြင်းတဲ့ပုဂ္ဂိုလ်အဲ့ဒီလိုသွားတာဟာလဲစီးပွားပြည့်ခြင်းအကြောင်းတစ်ခုဖြစ်ပါတယ်ဟုတ်တယ်လေနိုက်ကလပ်သွားလို့ခုနတုန်းကဂရေ80ကျွယ်ဝတဲ့တထေးကမွဲသွားတာပဲလေပန်းကုံစော့လိုက်ဆူချလိုက်ပန်းကုံစော့လိုက်ဆူချလိုက်အပေါင်းဖော်တွေအရက်တိုက်လိုက်နဲ့ဆိုကုံရောပေါ့ပိုက်ဆံနော်ပိုက်ဆံကုံချင်းအကြောင်းတစ်ခုတဲ့နောက်တစ်ခုကဘာလို့ဆိုဇုတပမာဒဌာနာလူယောဂကစားတာလောင်းကစားတာတွေအများကြီးဗမာပြည်မှာကြားဘူးတယ်တိုက်တောင်ပေါင်ပြီးတော့ချဲထိုးတယ်နှလုံးတွေထိုးတယ်ဆိုတာတကယ်နော်တိုက်ပေါ်ကဆင်းပေးလိုက်ရတဲ့လူတွေရှိတယ်တိုက်ပါပေါင်ပြီးတော့ထိုးတာချဲထိုးတာအဲ့ဒီလိုကစားမျိုးတွေပေါ့လောင်းကစားတွေမှာလှုပ်တဲ့ပုံကိုယ်တွေဟာလည်းပဲပထမရတယ်နောက်ရှုံးတယ်ပေါ့ရှုံးတော့ကုန်ရောဟာအဲ့ဒါကြောင့်မလို့ဒါလည်းစီးပွားပျက်စီးခြင်းအကြောင်းတစ်ခုပဲတဲ့ဟောနောက်နံပါတ်5ကျတော့ဘာလို့ဆိုပပမိတ်တာလူယောဂတဲ့မကောင်းတဲ့မိတ်ဆွေတွေနဲ့ပေါင်းသင်းတာတဲ့မကောင်းတဲ့မိတ်ဆွေတွေနဲ့ပေါင်းသင်းတာဟာလည်းပဲစီးပွားပျက်ခြင်းရဲ့အကြောင်းတရားပဲလာတယ်လေသူတို့ကလာသွားရအောင်ဘယ်ခေါ်တော့ဆိုတောက်ဖို့တောက်ဖက်လို့ခေါ်တာပေါ့အဲ့ဒီပဲရောက်သွားတယ်လောင်းပေါ်လောင်းဖက်တောက်ဖို့တောက်ဖက်တွေအဲ့လိုခေါ်သွားပြီးတော့ကြံပေါ်ကြံဘက်ပေါ့ဘယ်နာအိမ်သွားဖောက်ရအောင်ဒါမျိုးတွေပေါ့ပါပမိတ်တနဲ့ဆိုရင်နောက်ဆုံးမှာအရေးချင်းရှိတဲ့ပုဂ္ဂိုလ်တယောက်တောင်ပါပမိတ်တနဲ့ဆုံပြီးလို့သူစကားနားထောင်ပြီးလုံးပြီးပျက်စီးသွားတယ်အစာတသက်မင်းဟာဘုရင်ရဲ့သားတော်လည်းဖြစ်တယ်တကယ်ကတော့သူဟာအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တယောက်ပဲမြတ်စွာဘုရားတရားနာရလို့ရှင်တတ္တဗံဖြစ်ရမယ်အရေးချင်းဖြစ်အောင်ရှိတယ်သူသို့တော့ဒေဝရစကားကိုနားယောင်ပြီးတော့အဖေကိုသွားတတ်မိတဲ့အတွက်ကြောင့်သူ့ရဲ့အခြေအနေကောင်းတွေဟာအကုန်လုံးပျက်စီးသွားတယ်ပြင်လို့မရတဲ့အနေအထားထိအောင်ရောက်သွားတယ်ဒီအခြေအနေထိအောင်ရောက်နိုင်တယ်လို့ဆိုဒါအမြင့်ဆုံးအပြစ်ပဲเนาะအမြင့်ဆုံးအပြစ်ပဲမကောင်းတာလုံးပြီးသည့်အတွက်ကြောင့်အဖော်ရဲ့သွေးဆောင်မှုကြောင့်ဒုက္ခရောက်သွားတဲ့ပုဂ္ဂိုလ်တွေလောကမှာအများကြီးပဲရှိတယ်မကောင်းတဲ့အဖော်နဲ့သွားလာမိသည့်အတွက်ကြောင့်ဒုက္ခရောက်သွားတာဒါလည်းအမြဲတမ်းအရေးကြီးတဲ့ကိစ္စတစ်ခုပေါ့ဒါမို့
မိသားစုတွေမှာဆိုရင်ကိုယ်သားသမီးတွေဒီမကောင်းတဲ့လူနဲ့မပေါင်းမိအောင်တတိထားနေကြရတာလေအပေါင်းအသင်းမှားသွားမှာကိုစိုးရိမ်နေကြရတယ်မိဘတွေပေါင်းအသင်းမှားသွားလို့ရှိရင်ကက်တင်လို့ရမှာမဟုတ်ဘူးလေဟောနောက်တစ်ခုကတော့ဘာလို့ဆိုရင်နောက်ဆုံးတစ်ခုကအာလတယနုယောဂောအပြင်းဖက်တာလည်းပဲစီးပွားပြက်ခြင်းအကြောင်းတစ်ခုပဲ